ကိုထိခိုက်စေတဲ့အချက်အဲ့တော့ gross profit ကိုထိခိုက်တယ်လို့ပြောရင် statement of profit or loss လို့ခေါ်တဲ့ income statement ရှိပါတယ်အဲ့ဒီကောင်မှာနှစ်ပိုင်းပါတယ်နံပါတ်1က trading နံပါတ်2က profits and loss trading ကိုထပ်ခွဲရင် sale နဲ့ cost of sale revenue အဲ့တော့ sale တဲ့က cost of sale ကိုနှုတ်ရင် gross profit ရတယ်အဲ့တော့ gross profit ကိုထိခိုက်စေတာ sale ကြောင့်ထိခိုက်နိုင်တယ်လို့ cost of sale ကြောင့်လည်းထိခိုက်နိုင်တယ် sales ကဝင်မို့လို့ profit နဲ့ဓာတ်ရိုက်ဆက်တယ် cost of sale ကဇရိတ်မို့လို့ profit နဲ့ပြောင်းပြန်ဆက်တယ်အဲ့တော့ sales ဝင်များရင် profit လည်းလိုက်များမယ် cost of sale ကိုထပ်ခွဲရင်နှစ်ပိုင်းပါတယ် opening inventory နဲ့ purchase အပိုင်း closing inventory အပိုင်း opening နဲ့ purchase က expenditure ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဇရိတ်များရင် purchase ဝယ်ဈေးများရင် profit ကိုကျဆင်းစေတယ်ဝယ်ဈေးသက်သာရင်တော့ profit များလာမယ် closing inventory ကတော့ income nature လို့ယူဆမယ်ဒါကြောင့် closing inventory တက်လာခြင်းသည် profit ကိုတက်လာစေတယ် closing inventory value ကျဆင်းသွားရင် profit လည်းကျဆင်းသွားမယ်ဒါကတော့ gross profit အပိုင်းပေါ့ profits and loss ကတော့ expense နဲ့ income ပေါ့ expense ကို cost လို့လည်းခေါ်တယ် overhead လို့လည်းခေါ်တယ်သူကတော့ gross profit နဲ့ဓာတ်ရိုက်သက်ဆိုင်ခြင်းမရှိဘဲနဲ့ net profit နဲ့တော့သက်ဆိုင်တယ်နောက်သင်ခန်းစာလေးမှာတခြားအချက်များထပ်ပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်